စူးတွေအပြည့်နဲ့အကေးရှားတကိုင်းတွေကြားထဲမှာတော့ပြင်ပကမမြင်နိုင်တဲ့လျှို့ဝှက်အသက်တာတစ်ခုလှုပ်ရှားရုန်းကန်နေပါတယ်။အဲ့ဒါကတော့အကေးရှားပင်နဲ့အပြန်လန်အမိတဟဲပြုနေထိုင်ကြတဲ့ပရွက်စိတ်လေးတွေပဲဖြစ်ပါတယ်။အကေးရှားပင်ဟာရန်သူရဲ့တိုက်ခိုက်မှုကိုခံရပြီဆိုရင်သူ့ရဲ့တစ်ကိုင်းတွေမှာတုန်ခါမှုတွေပြုလုပ်ပြီးအချက်ပေးလွတ်တတ်ပါတယ်။အဲ့ဒီအခါပရွက်စိတ်တွေကသူတို့ရဲ့အိမ်ကိုကာကွယ်ဖို့ချက်ချင်းပဲအလုံးရင်းနဲ့ပြေးထွက်လာကြပြီးဘလောက်ပဲကြီးမားတဲ့တတဝါဖြစ်ပါစေပြင်းထန်တဲ့နာကျင်မှုကိုပေးပြီးမောင်းထုတ်ပစ်လိုက်ကြပါတယ်အပင်ကိုကာကွယ်ရင်းပရွက်စိတ်လေးတွေအများကြီးအသက်ပေးကြရတာပါအပင်ကလည်းသူ့ကိုကာကွယ်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ပရွက်စိတ်အုပ်စုတစ်စုလုံးအတွက်တစ်ခုတည်းသောအစားအစာဖြစ်တဲ့ချိုမြိန်နဲ့ပန်းဝေရည်ကိုထုတ်ပေးပါတယ်ဒါဟာပရွက်စိတ်တွေအတွက်စုလက်တစ်ခုလို့ထင်ရပေမဲ့တကယ်တော့အကေးရှားပင်ကတိတ်ကိုပါနှက်ပါတယ်အပင်ကထုတ်ပေးတဲ့ဝိရည်ထဲမှာအထူးအင်ဇိုင်းတွေပါဝင်ပါတယ်။ပရွက်စိတ်တစ်ကောင်ကဒီဝိရည်ကိုတစ်ခါမြည်စမ်းကြည့်ပြီးတာနဲ့တခြားဘယ်နေရာကရတဲ့ကြားဓာတ်ကိုမှအစာမကြေနိုင်တော့ပါဘူး။အခုဆိုရင်တော့ပရွက်စိတ်အုပ်စုဟာသူတို့ရဲ့အိမ်ဖြစ်တဲ့အကေးရှားပင်ကိုစွန့်ခွာလို့မရတော့ဘဲအပြီးအပိုင်မိခိုသွားရပါပြီ။အကယ်၍သာအကေးရှားပင်ကယောဂကြောင့်ဖြစ်စေမိုးခေါင်လို့ဖြစ်စေတေဆုံးသွားခဲ့ရင်ပရွက်စိတ်အုပ်စုတစ်စုလုံးဟာလည်းသူနဲ့အတူလိုက်ပါတေဆုံးကြရမှာပဲဖြစ်ပါတယ်။